မောင်းသူမဲ့ SNC AEGIRW Sea Drone တစ်စင်းကိုပင်လယ်နဲ့တူရကီနိုင်ငံကမ်းခြေပေါ်မှာလာတင်နေတာကိုတွေ့ရပါတယ်။တူရကီကိုတော့နောက်ပိုင်းမှာတူကီရဲလို့ခေါ်ကြပါတယ်။ AEGIRW ဆိုတာအင်္ဂလိပ်စကားနဲ့ Unmanned Surface Vessel USV မောင်းသူမဲ့ပင်လယ်ဒရုန်းမျိုးစားတစ်ခုပါ။ဒါကိုစီးရေးနည်းပညာနယ်ပယ်မှာအသုံးများပြီး surveillance စောင့်ကြည့်ခြင်းကင်းထောက်ခြင်း reconnaissance အချက်လက်စုဆောင်းခြင်းနဲ့ strike mission တိုက်ခိုက်ရေးဆောင်ရွက်ခြင်းစတဲ့အလုပ်တွေကိုလုပ်နိုင်ပါတယ်။ပင်လယ်ပြင် drone ဆိုတဲ့အချက်ကအဓိကအချက်တွေကတော့ရေမျက်နှာပြင်ပေါ်မှာလေတက်မြန်သလိုသွားနိုင်ပြီးအလိုအလျောက်ရှက်ပြေးရင်ဖြစ်ပါတယ်။အသုံးချမှုကတော့ကင်းထောက်ခြင်းအချက်လက်စုဆောင်းခြင်းနဲ့တိုက်ခိုက်ရေးတွေမှာသုံးပါ။ဤပညာကတော့ AI based navigation AI နည်းပညာနဲ့ထောက်လှမ်းခြင်း sensor system ထိန်းချုပ်တဲ့ system တွေပါတယ်။ remote control အဝေးကနေပြီးတော့လမ်းပြီးတော့ထိန်းချုပ်လို့ရတယ်။သူကအသက်အန္တရာယ်မရှိဘဲနဲ့လူတွေကိုမထိခိုက်စေဘဲနဲ့ robotic စစ်ဆေးရေးလုပ်နိုင်တယ်။ AEGIRW ရေဒရုန်းရဲ့ Unmanned Surface Vessel USV တစ်စင်းကိုတူရကီနိုင်ငံအရှေ့မြောက်ပိုင်း Kardex ပင်လယ်ကမ်းခြေမှာထူးဆန်းစွာရောက်ရှိနေပြီးနောက်ပိုင်းတူရကီအာဏာပိုင်များကဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။2026မတ်လ21ရက်နေ့ညနေပိုင်းအစောမှာတူရကီနိုင်ငံအရှေ့ပိုင်းအော်ဒူးတိုင်းဒေသ Kardex ပင်လယ်ကမ်းခြေမှာ AEGIRW ရေပင်လယ်ဒရုန်းတစ်ခုရဲ့ SUV တစ်စင်းကမ်းပေါ်မှာတင်နေတယ်ကိုတွေ့ကြ။ online မှာပေါ်ပေါက်လာသောဓာတ်ပုံများအရ American Sierra Nevada Corporation ကထုတ်လုပ်သည့် AEGIRW USV ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။ X နဲ့ Telegram ပေါ်ရှိအကောင့်များကလည်း SNC AEGIR မျိုးဆက် USV များအတွက်ထုတ်ဝေထားသောထုတ်ကုန်စာအုပ်များထဲမှာပုံဆွဲချက်များနဲ့အမှန်တကယ်ရိုက်ထားသောဓာတ်ပုံများတူညီကြောင်းတိကျစွာနိုင်ရှင်ခဲ့ပါတယ်။သို့သော် USB ဒီတူရကီနိုင်ငံရဲ့ပြည်သူ့ထုတ်ပေါ်လာသည့်အကြောင်းကိုအသေးချာသေးပါ။အမေရိကန်ထုတ်လုပ်တဲ့စစ်ဘက်သုံးစက်ရင်တစ်စင်းတူရကီကမ်းခြေမှာထူးဆန်းစွာပေါ်လာပြီးအာဏာပိုင်တွေကဖျက်ဆီးသွားတဲ့အကြောင်းဆက်လက်ပြောမှာဖြစ်။ထိုရင်အတွင်းမှာဘုံမျိုးစားတွေတပ်ဆင်ထားပြီးစမ်းသက်လေ့ကျင့်မှုအတွက်အလွန်ရှားပါးစွာအသုံးပြုလေးရှိတဲ့မျိုးစားဖြစ်ပါတယ်။ယူကရိန်းတို့များနဲ့ဆိုင်သိရှိထားသောစစ်ရေးပစ္စည်းလွှဲပြောင်းမှုများမှာလည်းပါဝင်ခြင်းမရှိပါ။ထို့အပြင်အိုဒက်ဆာကမ်းခြေအနီးနဲ့အန်သက်လေ့ကျင့်မှုများပြုလုပ်ပါကရုရှားထောက်လှမ်းရေးမှမလွတ်မြောက်နိုင်ပါ။သူတို့ဖြစ်နေ့အချိန်ပိုင်းမှာဆောင်ရွက်ကပုံမူလွယ်ကူစွာသိသွားနိုင်ပြီးယူကရိန်း၏ရုရှား Black Sea Fleet BSF ကိုတိုက်ခိုက်သည့် USB လှုပ်ရှားမှုအများစုသည်နေ့လယ်ဤနောက်ပိုင်းညနဲ့ခင်းအချိန်ထဲမှာများပြားတာဖြစ်ပေါ်ပါ။လက်ရှိအချိန်တွင်အလွန်ဖြစ်နိုင်သည့်ရှင်းလင်းချက်မှာယူကရိန်းက USB ကိုလဲပတ်နေပြီးမည်သို့မည်ပုံကြောင့်မဆိုထိန်းချုပ်မှုဆုံးရှုံးသွားပြီးလမ်းမမှန်ဖြစ်သွားကနောက်ဆုံးတူရီကမ်းခြေတွင်လာရောက်တောင်းတင်နေခြင်းဖြစ်နိုင်သည်။ယူကရိန်းသည်ရုရှားကိုတိုက်ခိုက်ရတဲ့ USB များကိုထင်ရှားစွာအသုံးပြုလာတယ်။ရုရှားစီရေးလှုပ်ရှားမှုများက USB ချိုးဖောက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းမသေးချာသေးတော်လည်းဖြစ်နိုင်ခြေနည်းပါပါတယ်။ထိုအဖြစ်အပျက်ကိုသတင်းတွေများချိန်ထိရုရှားကာကွယ်ရေးဝန်ကြီးဌာန၏နေ့စဉ် update သတင်းများမှာမပါဝင်ခဲ့ပါ။ AEGIRW ရေဒရုန်း USB ကိုတူရကီရဲ့နိုင်ငံရဲ့ပင်လယ်နဲ့ကမ်းခြေမှာမတ်လ2026မတ်လ20ရက်နေ့တွေမှာပေါ်ထွက်ခဲ့ပြီးတူရကီတပ်မတော်ကသူတို့အတွက်အန္တရာယ်ရှိတဲ့ထိပ်ဖူးဒုံးမြန်ထိပ်ဖူးတွေပါနေတဲ့အတွက်အချိန်မီဖျက်ဆီးလိုက်ပါဒီဖြစ်ပျက်ကပင်လယ်ရေဒရုန်းရဲ့စီရေးသုံးနည်းပညာအဆင့်အန္တရာယ်အဆင့်နဲ့အခြားနိုင်ငံတွေအသုံးချနေတဲ့ USB များနဲ့တိုက်ရိုက်နိုင်ရှင်မှုအရေးကြီးတဲ့ case study တစ်ခုဖြစ်လာပါအားလုံးကိုကျေးဇူးပါတယ်ဒီထူးဆန်းတဲ့ယင်မျိုးစားနဲ့မြန်မာပင်လယ်ပြင်ထိုးပေါက်လာနိုင်ဆရာလည်းရှိပါတယ်ပင်လယ်ပြင်ကိုစောင့်ကြတဲ့ကမ်းရန်ဆောင်တပ်ဖွဲ့များဒီတဲ့ပိုးပြီးနည်းပညာအရအစင်းမြင့်မြင့်စုံစမ်းထောက်လှမ်းကြိုတင်သိနေအောင်လုပ်နိုင်မှာရောင်းသမရမြန်မာနိုင်ငံတော်ရဲ့ရေချောင်းရေဘက်ဆိုင်ရာရေချောင်းဘက်ဆိုင်ရာပင်လယ်ပြင်ကံွယ်ရေး1350မိုင်ရှိတဲ့ကမ်းရန်တစ်လျှောက်လုံခြုံရေးကိုလည်းတနည်းတကျလှုပ်ဆောင်နိုင်မှာဂျာမနီမြန်မာနိုင်ငံကြီးသားသိပညာပြန်ပွားရေးဖွဲ့ရနေပြီးတော့တင်ဆက်ခဲ့ခြင်းဖြစ်ပါတယ်ယနေ့